ကဘာပေါ်မှာအန်ဒရီအရှိဆုံးလက်နက်ကတနတ်မဟုတ်သလိုဘုံလည်းမဟုတ်ပါဘူးအဲ့ဒီလက်နက်ကလူတစ်ယောက်ရဲ့စိတ်ပါပဲခမည်းကိုတဆုံတစ်ယောက်ကသူတို့အလိုကြချစ်အောင်သူတို့ခိုင်းတာလုပ်အောင်သူတို့ဖြစ်စေခြင်းတဲ့အတိုင်းဖြစ်လာအောင်ခမည်းတော်မတိလိုက်ပဲကြိုးကင်နေလေဆိုရင်ရောဒီနေ့မှာတော့ကျွန်တော်တို့နေ့စဉ်ဘဝထဲမှာတတိမထားမိပဲအသုံးခံနေရတယ်ဒါမှမဟုတ်တခြားသူတွေကိုလွှမ်းမိုးမှုသုံးနေကြတဲ့ dark psychology ရဲ့ထိတ်တန့်လှုပ်ဝက်နေလံခုနှစ်ခုကိုအသေးစိတ်ရှင်းပြသွားပါမယ်ဒီဗီဒီယိုအဆုံးမှာခမည်းရဲ့ပတ်ဝန်းကျင်ကိုကြည့်တဲ့အမြင်လုံးဝပြောင်းလဲသွားပါလိမ့်မယ်လူတွေဟာယာနိုင်ခဲတဲ့အရာကိုပိုပြီးတန်ဖိုးထားကြပါတယ်ဒါကို manipulation မှာဘယ်လိုသုံးလဲဆိုရင်အခြေအကန့်အသတ်နဲ့ရွေးချယ်စရာမရှိခြင်းလို့သုံးပါတယ်ဥပမာငါကမင်းကိုကူညီနိုင်တဲ့အဦးတဲသောသူပဲဒါမှမဟုတ်အခုမှမဆုံးဖြတ်ရင်နောက်အခွင့်အရေးမရှိတော့ဘူးလို့ပြောပြီးခမည်းကိုအမြန်ဆုံးဆုံးဖြတ်ချက်ချခိုင်းတာပါစင်ကျင်တုံတရားကိုတွေးဖို့အချိန်မပေးပဲခမည်းကိုအကြောက်တရားနဲ့ထိန်းချုပ်လိုက်တာခဲ့ပါတယ်ဒါကတော့ခမည်းရဲ့ယုံကြည်ချက်နဲ့လောက်ရက်ကိုစန့်ကျင်အောင်လုပ်တာပါခမည်းကလူကောင်းတရားလို့ကိုယုံကြည်ထားရင်သူတို့ကခမည်းစီကနေအသေးစားအကူအညီလေးတစ်ခုကိုအရင်တောင်းပါတယ်အဲ့ဒီနောက်မှာပိုကြီးလေခမည်းမလုပ်ချင်တဲ့အရာကိုခိုက်ပါတယ်အဲ့ဒီအခါခမည်းစိတ်ထဲမှာငါကကူညီတတ်တဲ့သူပဲဒါကိုညင်းလိုက်ရင်ငါကလူဆိုးဖြစ်သွားမလားဆိုတဲ့စိတ်တွေးဟဖြစ်အောင်လုပ်ပြီးခမည်းကိုစိတ်ပိုင်းဆိုင်ရာအကြက်ကင်တာပါလူတွေကကိုယ်နဲ့တူတဲ့သူကိုပိုယုံကြည်ကြပါတယ်ဒါကို dark psychology သမားတွေကအသုံးချပြီးခမည်းရဲ့ကိုမှုရာစကားပြောပုံနဲ့ဝါသနာတွေကိုတမင်သက်သက်လိုက်တူပါတယ်ခမည်းကသူတို့နဲ့ငါနဲ့ကsoul mate တွေပဲလို့ထင်လာအောင်လုပ်တာပါခမည်းရဲ့ယုံကြည်မှုကိုရသွားပြီးဆိုတာနဲ့သူတို့ရဲ့မကောင်းတဲ့အကြံစီတွေကိုစတင်အကောင့်ထဲပေါ်ပါတော့တယ်ဒါကတော့အစိတ်အတောက်ဖြစ်တဲ့ပတ်ဝန်းကျင်တွေမှာသုံးပါတယ်ခမည်းနဲ့သူတို့ကြားတဲ့ကိုတတိယလူတစ်ယောက်တငယ်ချင်းသို့မဟုတ်လို့ဖော်ကိုင်းဘက်ကိုဆွဲသွင်းသည်သူကမင်းအကြောင်းဘယ်လိုပြောနေတာသူကမင်းထက်တော်တယ်လို့လူတွေကထင်နေကြတာအစားတစ်ထင်ကောလာဟာလာတွေနဲ့ခမည်းကိုစိတ်မလုံခြုံအောင်လုပ်ပါတယ်ရည်ရွယ်ချက်ကခမည်းကိုသူတို့စီမှာပဲလာပြီးခိုးလုံအောင်သူတို့စကားကိုပဲနားယောင်အောင်လုပ်ဖို့ပါသူတို့ကိုယ်တိုင်အမားလုပ်ထားပေမဲ့ခမည်းကိုအပြစ်ရှိတယ်လို့ခံစားအောင်လုပ်တာပါဥပမာသူတို့ဖောက်ပြန်တယ်ဒါပေမဲ့ခမည်းကိုမင်းကငါ့ကိုဂယုမဆိုင်လို့ငါဒီလိုဖြစ်ရတာလို့ပြန်ပြောပါတယ်ခမည်းကကိုအပြစ်ရှိသူလို့ထင်သွားတဲ့အခါသူတို့ရဲ့အမားတွေကိုခွင့်လွှတ်ပေးုံနဲ့မကဘူးသူတို့ရဲ့ထိန်းချုပ်မှုကိုပါခံယူလိုက်ရပါတယ်ခမည်းကိုအမှန်တရားမသိစေခြင်းတဲ့အခါသူတို့ကအချက်လက်အမားတွေရှုပ်ထွေးတဲ့စကားလုံးတွေနဲ့ဘုံကျဲပါတယ်ခမည်းရဲ့ဦးမောက်ကဘယ်ဟာအမှန်လဲဆိုတာမခွဲခြားနိုင်တော့ပဲပင်ပန်းသွားတဲ့အခါမင်းပြောသလိုပဲလုပ်တော်မယ်လို့လက်လျှော်သွားအောင်လုပ်တဲ့နီးလန်းပါခမည်းကိုသူတို့လိုချင်တယ်လို့ခက်လာအောင်ကလေးကိုမွန်ကြွေတယ်လို့မျိုးစီးယုံတာပါဒါပေမဲ့အဲ့ဒါကခမည်းတကယ်လိုအပ်တဲ့အရာမဟုတ်ပဲသူတို့ပေးတဲ့အချိုးစကားဒါမှမဟုတ်ခဏတာဂယုဆိုင်လို့မျိုးပဲဖြစ်ပါတယ်ခမည်းဟာအဲ့ဒီအချိုးစကားလေးပြန်ကြားရဖို့အတွက်သူတို့ခိုင်းတာမှန်သမျှလုပ်ပေးနေတဲ့စိတ်ပိုင်းဆိုင်ရာကြွန်ချစ်သွားရပါတယ်ဒီအချက်တွေကိုနားထောက်ပြီးခမည်းကြောက်သွားပြီလားမကြောက်ပါနဲ့dark psychology ကခမည်းမတိမှသာအလုံးလုံးတာပါခမည်းတိသွားတဲ့အချိန်မှာအဲ့ဒီနီလန်တွေဟာခမည်းအပေါ်အာနီတန်မရှိတော့ပါဘူးကာကွယ်ဖို့နီလန်တုံးခုရှိပါတယ်နံပါတ်1ကတော့ကိုယ့်ရဲ့အသိစိတ်ကိုယုံကြည်ပါတခုခုကထူးဆန်းနေတယ်လို့ခံစားရရင်တကယ်ထူးဆန်းနေတာပါနံပါတ်2ကတော့စီချပါခမည်းရဲ့စီကိုဘယ်သူမှကြော်ခွင့်မပေးပါနဲ့မဟုတ်ဘူးလို့ပြောရမှာကိုမကြောက်ပါနဲ့နံပါတ်3ကတော့လေ့လာပါချက်ချင်းတုံ့ပြန်မှုမလုပ်ပါနဲ့အစုံတယောက်ကတင့်ကိုစိတ်လှရှားအောင်လုပ်လာရင်ချက်ချင်းဆုံးဖြတ်ချက်မချပါနဲ့ခဏလောက်အသက်ရှူပြီးမှတွေးပါဒီထက်ကဘယ်အချက်ကတင့်ဟွာမှာအကျုံဘူးဆုံးလဲ comment မှာမျှဝေပေးခဲ့ပါဒီလိုမျိုးစိတ်ပညာရဲ့အမောင်ပဲချမ်းတဲ့အကြောင်းထပ်သိချင်ရင်ပါတူဖီလို့ရေးပေးခဲ့ပါဒီဗီဒီယိုကမိတ်ဆွေတို့နဲ့တိုက်ညီတယ်ဆိုရင် like share and subscribe လုပ်ခဲ့ပေးဖို့ညွှန်လင့်ပါတယ်